ပြီအဲ့တော့နောက်တစ်ခုဆက်ပြီးတော့လုပ်ပါမယ်နောက်တစ်ခုကဘာလုပ်ခိုင်းလဲဆိုတော့အဲ့ဒီမြင်းပိုင်းတွေကိုအဲ့ဒီတစ်ခုထဲမှာပဲထားမှာဟုတ်ပြီအဲ့တော့ပထမအဆင့်1ကရတဲ့ဆရာမတို့ခုနကတော့မြင်းပိုင်းပဲပေါ့နော်မြင်းပိုင်း2ခုပဲဆိုပါတော့ဆိုတော့မြင်းပိုင်းလေးတစ်ခုထားလိုက်မယ်ဒီမှာရှည်ရှည်မြင်းပိုင်းလေးတစ်ခုရယ်နောက်ကဒီမှာမြင်းပိုင်းတူတူလေးတစ်ခုပေါ့နော်အဲ့မလေးသူ့ရဲ့စာအုပ်ထဲမှာပါပြီးတယ်ဒါပေမဲ့ဆရာမဒီမှာဆွဲပြကြတယ်ဒီမှာက AB နဲ့ထားရမယ်ဒီမှာ CD ပဲဆိုပါတော့နော်အဲ့ဒီမှာသူကနောက်ထပ်မြင်းပိုင်းအရှိတစ်ခုတစ်ခုကိုထားလိုက်မယ်နော်မြင်းပိုင်း L လေးတစ်ခုထားလိုက်ပါမယ်ဒီမှာမြင်းပိုင်း L လေးထားလိုက်မယ်အဲ့မှာသူကဘာလုပ်ခိုင်းလဲဆိုလို့ရှိရင်အဲ့ဒီအမြင်းပိုင်း2ခုဆိုတာပေါင်းပြီးတော့ထားမှာအဲ့တော့အရင်ဆုံးငါတို့ဒီကောင်လေးကိုယူပါမယ်ဒီ AB လေးကိုဆက်မလာပြီးတော့တိုင်းလိုက်မယ်နော် AB လေးကိုတိုင်းလိုက်မယ်တိုင်းပြီးလို့ရှိရင် L ပေါ်မှာကျွန်တော်ဘာနေစပြီးတော့အမှတ်ထားမလို့ဆိုရင်ဒီနားလေးမှာတော့ O အမှတ်လေးထားလိုက်နော်အဲ့ဒီကနေပြီးတော့ငါတို့ယူလာလိုက်မယ်နော်ဒီ O အမှတ်ကလေးကနေယူလာလိုက်ပြီးတော့ဒီကောင်လေးမှာဒီခုန AB မြင်းလေးကိုကျွန်တော်လာပြီးတော့မှတ်ပါမယ်နော်ဒီ AB မြင်းလေးကိုမှတ်မယ်ပေါ့နော်အဲ့ဒါခါကျတော့ तू ကဘာလို့ပေးခိုင်းလဲဆိုလို့ရှိရင်အဲ့ဒါလေးကို तू က OE လို့ပေးခိုင်းတာနော် O ပြီးတော့ဒီ AB နဲ့တူတဲ့ဟာလေးကို OE လို့ပေးလိုက်မယ်နော်ဟလာပြီးလို့ရှိရင်ဘာယူလဲဆိုခုနက CD မြင်းလေးကိုဆက်မတို့CD မြင်းပိုင်းလို့ယူပါမယ် CD မြင်းပိုင်းလို့ယူပါမယ် CD မြင်းပိုင်းလေးကိုယူပြီးလို့ရှိရင် E အမှတ်ကနေပြီးတော့ဆက်မတို့သွားပြီးတော့သွားမှတ်ပါမယ်နော်အဲ့ဒါလေးကို तू ကဘာလို့ပေးခိုင်းလဲဆိုလို့ရှိရင် F လို့ပေးခိုင်းတယ်ဟုတ်ပြီနော်အဲ့မှာအဲ့ဒါဆိုလို့ရှိရင်ငါတို့က L ပေါ်မှာမြင်းပိုင်းဆရာမတို့ကဘာရသွားလဲဆိုလို့ရှိရင်ဒီ EF ရသွားမယ် EF ဒီ CD ရဲ့အလျားတိုင်းလေးဖြစ်မယ်ဟုတ်ပြီနော်ပြီးလို့ရှိရင် OE ဒီ AB ရဲ့အလျားတိုင်းလေးဖြစ်မယ်နော်အဲ့ဆိုရင်အဲ့မှာမြင်းပိုင်း OF ကို OF ဆိုတာဘာနဲ့ဘာနဲ့ပေါင်းထားလဲဆိုလို့ရှိရင် OE နဲ့ EF နဲ့ပေါင်းထားတာတနည်းအားဖြင့်ပြောရင် OE ဆိုတာက AB EF ဆိုတာတနည်းအားဖြင့် CD ပေါင်းထားတာเนาะဒါဆိုရင်ဆရာမတို့ဒီမြင်းပိုင်းတစ်ခုကိုနောက်ထပ်မြင်းပိုင်းပေါ်မှာဒါပေါင်းထားတဲ့ပုံစံလေးပေါ့သဘောပေါက်လားမသိဟိုဒီတိုင်းပြောရင်မမြင်ပါဆိုလို့ဆွဲပြပေးတာဒီထိအဆင်ပြေလားပြီးတော့ကိုဆွဲရမှာမို့လို့ဟုတ်ပြီပြေပါတယ်ရှင်โอเคပါဒါလေးဒီမြင်းပိုင်းနှစ်ခုကိုပေါင်းတာကဲအဲ့ဒါဆိုရင်ငါတို့